好嘛，谁干来了？谁干？别当。哦，我不过，谁干？阿来嘛？阿爸的。ဘေးရွက်ငါးပါနေရလေ哦，别人你们谁就没谁耶，谁干你们多没？ ဘေးရွက်နဲ့မြဲနေစက်ကိုင်းနဲ့ကြာတာ 哎，路面了，我们谁干呢？谁干呢？多哎，这里把哎，你妈没骗吧？ ငါမှမစီးကျင်တာအဲ့ဒါယူ 哦，你这看谁来吧？谁干的呗？ဒီလိုလုပ်ပါလင်းများနဲ့လို့အစင်ပြအောင်ညှိကြည့်လိုက်ဦးညှိလို့ပြီးပြီဆိုမှသွားမယ်ဒါမှမဟုတ်လေဒီလိုလုပ်လိုက်မိမစိုက်ကစီးကျင်တော့စိုက်ကစီးလိုက်ယောက်ျားကဘေးရွက်စီးကျင်နေဆိုရင်လည်းဆိုင်ကဘေးရွက်စီးသွားလိုက်အဲ့ကအစင်ပြတာပဲ အဲ့တော့စီးလို့ရမလားဟုတ်ကမင်းလာမှနေများနေရောက်တယ်လာတယ်ငါ့ဆိုင်ကစီးကငါမင်းမမြဲပါလို့ပို့လေ ဘာမှမလုပ်ပါဘူးသူတက်တက်တာလေးနဲ့အန်ဒီမပြအောင်လို့ကျွန်တော်လိုက်ပို့ပေးမယ်လို့ပြောတာပါ ကြောင်လုံးနဲ့တော့ရ လာပါဒီတစ်ခါတော့谁干的呗？多来，别人弄嘛谁啦？ တန်စီရန်နဲ့ကွာအမြဲတမ်းအဲ့လိုပဲ လာပါရကြရ ကားကေဘယ်လောက်လဲရ 2000ပဲပေးပါ ဘာကွာပြရငါတို့ဆိုင်ကစီးတော့2000မှရှိတယ်မင်းကဘာထည့်ရလို့လဲဟမ် ဆိုင်ငယ်စီနဲ့သွားတယ်ဗျာကျွန်တော်လူကနင်းရတာဗျာ မင်းအစားလေးကျွေးရည်လေးတက်ရတာမဟုတ် ပြည့်ရစီရတယ်ဗျာနော်အစာကျွေးရရေတိုက်ရတာမဟုတ်လုံနေသေးတယ် ကဲပါနောက်ကြနေမယ်လာပါတက်လိုက်ပါတော့ မင်းတို့ကောင်လေးမတရားကိုလုပ် တန်စီရတယ်မြဲအဲ့လိုပဲ ဟောဒါလေးအေးအေးစီးရပါဘူး စက်ကိုင်းစီးတယ်စက်ကိုင်းကြီးကြာလိုက်တာတဲ့ ကြာပြီပဲဗျာအန်ဒီကင်းပါတယ်ဒီမှာဖြည်းဖြည်းညင်ညင်သာသာမှန်မှန်လေးသွားနေတာအကဲ ယောက်ျားရဲ့နေလေးတူတူနဲ့ဘေးရွယ်နေတဲ့တော့အနေရကင်းသေးတယ် အဲ့နေကင်းတာအရင်မကြည့်ဘူးငါတို့ဘေးရွက်နဲ့တော့အမိုးနဲ့ငါကတနေ့ကလိုချင်နေတူလာတာကားတွေမဲကို တခါတလေစီးတာပဲဗျာလူချင်းလူတာလှပဖို့အဲ့ကြတော့မှအန်ဒီဖြစ်ရင်ကိုကအသက်ထွက်မှာလေဟုတ်တယ်လားဟောစိုက်ကားလေးနဲ့သမားကြီးအေးအေးစီးကဲလက်လွတ်ပြီးမောင်းတော့ဘာမှမဖြစ်ဘူးဟုတ်တယ်မလား မင်းကဘယ်ကမောင်းနေတာ အခုတော့ဖယ်သွားမှာ ကားဂိတ်တွေကွာ ဟောကားကိတ်နော် ဟုတ်တယ်လေကွာ ကျွန်တော်သွားနေတာသင်းမောစိတ်ပဲဖြစ်နေတယ် အာ ပြကွေးလိုက်မယ်ရမန် ငါတို့ရေသွားကူရမှာ အမမမမြန်နေမှာပြကွေးလိုက်ပြီ မင်းအဲ့ငါတို့သွားနေမဟုတ်ပါဘူး ဟုတ်တယ်ကျွန်တော်မှားသွားတာကျွန်တော်စကားပြောတာများသွား ငါသွားနေကြသွားတယ်သူကဘေးရွက်တွေငါးပါလေပြီးနေဆွတ်ဆွတ်ရောက်နေပြီ ဟုတ်ပါတယ်အခုလည်းရောက်ပါပြီဗျာခင်ဗျာ ယောက်ျားရဲ့ဘာလဲများလိုက်က ဲစပူတောင်စီးရသေးတယ်ဟုတ်ဘူးလား ပြက်လာရေးကြည့်တယ်မင်းအသားတွေမဲကိုနေထိုင်ရောက်ကဆိုးရော ဟဲ့ကဲဒီလိုလေးမိုးပေးထားမယ်ဗျာမလက်တစ်ဖက်တည်းနေလဲရတယ် ပေါင်းတင်ပေးမယ် ကိုချို အေး တပင်းပြီးသွားလား အေးပြီးသွားအခုပဲပြီးသွားတာကွာ ဘာလေးထက်လိုက်လေဘာလေးလဲလိုက် အေးရှင်းတော့ break ဂျိုးတွေလဲလိုက်တယ်ကွာဘောလေးတွေအေးဘောလေးတွေတိတ်စိတ်တိုင်းမကြလို့ဘောလေးတွေပါလဲလိုက်တယ်အကုန်လုံး ကောင်းလိုက်မလား အားကောင်းသွားပြီ ဟုတ်ပြီကဲကိုချိုကိုရေကျေးဇူးတင်တယ်ဗျာကျွန်တော်တပင်းလေးပြင်တာဘယ်လောက်ကြာတော့ အေးရှစ် break ဂျိုးနဲ့နောက် break ဂျိုးလဲတာရဲ့ဘောလေးတွေတိတ်စိတ်တိုင်းမကြလို့လဲလိုက်တာဆိုကုန်ပစ္စည်းဘိုးလက်က9000ပဲကြပါကြီးတယ် ကျေးဇူးပါပဲကိုရွှေဘိုးရာဒီနားမှာ ရောက် လေ လာကွာ အခုစပိန်ပြင်ဆိုင်လေးရှိနေလို့ကျွန်တော်တို့ရေးချောင်းဆိုလို့ရှိရင်ဒီမှာလာပြင်လို့ရတာ အေးပါလိုအပ်တာရှိရင်လည်းနောက်လာခဲ့နော် ရတယ်အခုကောင်းလိုက်မလား အားကောင်းသွားပြီ special ပဲ အဲ့ဒါကျွန်တော်ယူလိုက်တော့မယ် အေးနင်းကြည့်အောင်နော် ကဲအဲ့ဒါကိုချိုးကျွန်တော်ခွင့်ပြု အေးပါနောက်လိုအပ်တာရှိရင်လာခဲ့နော် ဟုတ်ပြီ အားမလားနဲ့အေး ကျွန်တော်တက်ကုန်ကွာလေးချက်တော့ပြီးတယ်မှာဗျာစက်ကလေးချောင်းနေတယ် ဟာဒီရင်လောက်ပြပြီ တော့ကွာဘူးနည်းနည်းလေးချောင်းနေတာအဲ့ အေးပါ ဟိုဝက်လေ ဘာဖြစ်ပြန်ပြီလဲကွာမင်းဆိုင်ကားလေ ဟောနည်းလေးလောက်ကင်ပြီးမှအရင်ဒီမဲ့ပုံစံမျိုးဖြစ်နေဒီမှာစနေကွာလေးချက်လား ငါပစ္စည်းတွေတိမ့်နေပြီကွာ ဟောဘာဖြစ်လို့သိနေရတာကိုကိုကိုရဲ့ သမင်းမစားရသေးဘူးကွာသမင်းစားပြန်ရအောင်ပါ ဟောသမီးသားတာ ဘာလို့မရှိဘူးကွာရောဒီနဲ့လို့ ရ မင်းလိုလူမျိုးနဲ့တာငါပြင်စားရမယ်ဆိုလို့ကတော့သမင်းငက်တည်မှာပဲမင်းကလာလိုက်ရင်ပစ္စည်းပဲငါတယ်ငါဆိုဒီပြင်ငါလေးကိုနှမျောပြီးတော့ အခုလေကိုရှိကိုရဲ့ကျွန်တော်စိုက်ကားနေနဲ့လူပြောက်ဗျာဟာဒီစိုက်ကားတစ်စီးလုံးဟုတ်လားအကုန်လုံးတစားစီဖြုတ်ပြီးပြန်တက်အရေးပါကြိုတောက်လို့ရတဲ့လူတယောက်ကိုကျွန်တော်ဘာကိစ္စလာပြင်ရမှာတော့ကဲပြင်တော့ဘာလို့ပြင်ကပေးရမှာတော့ အေးပါ ဟုတ်လေဒီဝါကလေးတွေဝက်ဥလက်ကလေးတွေအဲ့ဒီပြီးဝါလေးတွေငားတာဗျာဒါလေးကညှိုးနေတာလား ငွေလို့ပြောတာမဟုတ်ပါ အေးမ ဘူး ဟုတ် ကွာ ပါဘူးကျွန်တော်မဝယ်နေလို့ပါဒီကွာတွေခွင်းတွေဝယ်ယူလိုက်လေကိုရှိကိုရှိမှာမပြေဘူးနော် အေးပါ ကလေးလေးတစ်ချက်ယူဟာတော့တာကွာ ကဲရော သမီးည
ပြန်စားမှုဆို အေးသမင်းပြန်စားမလို့ဆိုင်ဆောင်မဲ့လူကလည်းမရှိဘူးကွာ ကျွန်တော်ရှိတယ် အေးမင်းလည်းပြင်တက်နေတာပဲနော်ဒါကြည့်ချက်ပြီးတော့လှုပ်ပေးထားလိုက်အောင်နော် ကျွန်တော်ရှိရပတ်စံမရပြီအဲ့ကျင်းတဲ့ပတ်စံတော့ကျွန်တော်ထားခဲ့ပေးမယ်ဟုတ် အေး ပြီ ပါ လား အေးပါအေးပါဒီစီလေးတွေကျူးစားလိုက်အောင်နော်ငါ မတော်ရ သမင်းပြန်စားအောင်ပါကွာ တော်ရ မိမရေမိမရေဟောလာရော့ဒီမှာလက်ဖက်ဆန်ကနေတော့လက်ဖက်လေးပါဆွဲလာဟောဒီနေ့ကလုတ်ပိတ်တယ်လေနင်းလဲလက်ကနေငါပဲလုတ်ခိုင်းနေရပဲဒါနဲ့နေပေါင်းနင့်တာ ကျောင်းသွားတယ် ဟောကျောင်းတော့ဒီနေ့ကျောင်းပိတ်ရမဟုတ်ဘူးလား ဟုတ်တယ်ဆရာမအချိန်မို့ခေါ်တာစောင်းမွေးနေပြီလို့တဲ့ ဩအချိန်မို့ခေါ်တာ ဟုတ်တယ် တခြားမဟုတ်ဘူးနင်းတာကိုမေးတာမနေ့ရတော့ဟာငါ့ကိုနားရင်ကြီးတာအဖေတဲ့တားစပိန်လေးပြက်နေလို့ပြင်ပေးစမ်းမှာတဲ့အခုငါလက်ဖက်ရည်တောင်းရင်တတိယလို့အကြိုက်တော့မထိုင်ဘူးမြန်ပြန်လာသူ့စပိန်လေးသွားပြင်ပေးမလို့ အခုလား အခုသွားပြင်ပေးလိုက်မယ်လေ ညနေမှသွားပါလားအလုပ်ပြီးတော့နားလိုက်အောင်လေ ဩမိမရေသူကျောင်းကပြန်လာတဲ့ခါကျသူ့စပိန်လေးကောင်းသွားပြီဆိုရင်မြင်တာနဲ့ဝမ်းတာမှာဗော ကဲပြီးရောအဲ့ပြီးတော့ထက်လောက်ပါ အေးပါတောက်လိုက်အဲ့ငါသွားပြင်လိုက် အောင်တော့ဟိုဝင်ဒီဝင်တော့ ဩမဝေးမဘူး ပြီးရော အေးပါမလေးငါသွားပြီနော်ဟဲ့ယောကိုရှိဖို့ပဲသွားလဲ မင်းပြန်လာတယ် ဩထမင်းပြန်စားတယ်ဒုက္ခပဲငါစပိန်လေးပြင်ဖို့လာတာသူဘာမရှိဘူးအာ ဟောစပိန်ပြင်လာပဲကွာငါပြင်လိုက်မှာပါရတာ ဩယောငါစပိန်ကဒီမှာကလေးရတော့ပြောတာပဲချိန်နေချော်နေတယ်ဆိုတော့နင်းလို့မရဘူးတဲ့ချိန်ဝင်းချော်နေယောဘင်းရလေဒီမှာနောက်ဘင်းလေလည်းမရှိပေါက်နေရလားမသိဘူး ငါအကိုလုံးပြုတ်တက်ပေးပါမယ်ဘာဖြစ်လို့တော့ဟိုကသူသမင်းပြန်စားနေတဲ့ဟာကြီးမင်းရလေ မင်းဘာဖြစ်တယ် ငါပြင်ပေးမယ်လို့ မင်းစပိန်ရောပြင်တယ်လို့လား အဲ့ဆိုငါမင်းမယ်ငါဘာလုပ်စားနေရ မင်းစိတ်ကနေစားတာလေ အေးလေဟာဒီစိုက်ကားတစ်စည်းလုံးတော့မှတစားစီဖြုတ်ပြီးတစားစီပြန်တက်တာတော့မှပြက်လေဟဲ့စိုက်ကားကိုအရေးကြိုတောက်နေတဲ့ကောင်ကွာအဲ့တော့မင်းကစပိန်မပြင်တတ်ဘူးဆိုတော့မင်းကငါဆောက်ရွက်တိုက်နေ မဟုတ်ဘူးမင်းကလေငါသားစပိန်ပြက်စီးသွားမှဆိုလို့ ပြက်စီကဲအဲ့ဆိုမင်းကမင်းမင်းစပိန်ကဘယ်နှဘိန်းပါလဲ နှစ်ဘိန်းပါတယ် စိုက်ကားဘယ်နှဘိန်းပါလဲ သုံးဘိန်းပါတယ် အေးသုံးဘိန်းကတော့အရေးကြိုတောက်နေမင်းနှစ်ဘိန်းလောက်ကတော့ပြောမနေနဲ့ကွာမင်းကလေ ဟောအေးဟုတ်တာပဲ ကြပြ မင်းတကယ်ပြင်တယ်လား ငါချက်ချက်ကြည့်မချင်းရလည်းပြက်နေခရီးဝေးချော်နေအကုန်ဖြုတ်ရမှာဖြုတ်ပြီးတော့မှအကုန်လုံးပြန်လောက်ရမှာနော် မင်းလှုပ်တယ်လို့လား အော်မင်းကပြောယူရပြီနော်သုံးဘိန်းကိုတော့ရေကြိုတောက်နေဆိုမင်းနှစ်ဘိန်းကိုတော့တခါတည်းထဲအောင်မပြောချင်တာကွာ ဟောအေးပါခွာအေးပါဒီလိုလုပ်လားငါထားခဲ့လိုက်မယ်နော် ထားခဲ့တဲ့အကြောင်းမရှိဘူးနော်ခဏပဲကြာမှာတခါတည်းယူပါ ခဏပဲကြာမှာ အေးလို့ အော်ခဏပဲကြာတော့စောင့်မယ်လေ တခါတည်းယူပါနည်းနည်းလေးပဲဒီရှိတိုင်းကြီးဖြုတ်ပါ အေးပါအေးပါမင်းလှုပ်တတ်တယ်နော်အေးအော်ဟေ့ရောက်ဖြည်းဖြည်းလှုပ်ပါကွာငါသားစပိန်လေးလည်းပြတ်သွားအောင်မင်းကလေလာပြင်ပါလဲဆိုမှပိုဆိုးနေအောင် ဆိုရထောင်ခဏခိုင်တာပဲဆို ဟမ် စပိန်ထောင်မြလို့ခဏလေးခိုင်တာ ဟောငါကင်နေပြအောင်အေးပါအေးပါအေးပါ တဲတော့လဲတယ် ရပါတယ်ကွာမင်းလည်းကင်ဆိုကင်မှမယ် အေးလဲငါပဲလဲလဲ ဟောအေးပါအေးပါ အဲ့ဒါတော့ထောင်
哦，ဒီလိုဆိုငါစိုက်ကမှနေမှာ နော် ဘယ်ရတဲ့စီလုံးကပြီးတော့ ပြီးတယ် ပြီးပြီအကုန်လုံးပြီးပြီဒီမှာချင်းပြက်တာတွေရောပြန်ဆက်ထားတာတွေရောနောက် free way ချော်တာတွေအကုန်ပြန်လုပ်ပြီးပါ အေးလေငါလည်းမင်းပြင်နေရကြည့်နေတာပဲအကုန်လုံးပြင်လို့ပြီးသွားပြီ အေးဒါဘယ်နေရာတက်တယ်ဒါပိုးနေတာအပိုးကြီးဖြစ်နေတာ ဟေ့ဒီကတောက်လေတောက်မင်းဘယ်မှာတောက်မှမသိဘူးလား မသိတာဘာမှတက် အော်ပြောရလဲစပိတ်နှစ်ပိတ်နဲ့အေးဆေးပါဟုတ်လားမင်းစိတ်ကားတော့မှသုံးပိတ်ဘူးကျော်တောက်လို့ရတယ် ဟောဒါစားစီချုပ်ပြီးဒါစားစီပြန်တက်ပလိုက်လို့ရတယ်အဲ့လိုမျိုး အော်အဲ့ဒါမင်းစားပြန်တက်လို့ရတယ်အဲ့ဒါစပိန်တောက်လို့ခေါ်တယ်ဒီမှာတက်ရတယ်အမတက်ပြီအဲ့လိုလက်လိုက်အဲ့ဒါစပိန်တောက်ကွာမင်းကခုနကပြောတော့ဘာဖြစ်တယ်ငါစပိန်ဘိန်းနှစ်ဘိန်းနဲ့ပါတာ ဘိန်းနဲ့မလို့အရေးကြိုတောက်လိုက်တာ မင်းစိတ်ကားသုံးပိတ်တော့မှအေးဆေးပဲ ဒါစားစီချုပ်ပြီးဒါစားစီပြန်ဆင်ပလိုက်တာ အော်ဟုတ်လားဒါစပိန်တောက်ကိုမသိဘူး မသိတာ မှတ်ထားအဲ့ဒါတောက်လို့ခေါ်တယ်ကွာဟမ် မင်းတို့စပိန်မှာအလုပ်ကိုရှုပ်နေတာပဲတောက်ပါတယ်ငါစိုက်ကားမှာတောက်မပါဘူးကွာ